ကျင်းပါတွေကမီယာခတ်လေးပေါ့နော်ဒီကောင်လေးတွေကကင်လို့ရတယ်အမကြည့် ဖြည်းဖြည်းဟောချက်ခေါ်နေကြီး သူအစာနဲ့ဆိုရင်ကင်လို့မရဘူး aggressive ဖြစ်တယ်တဲ့ကျူးစရာလေးဖင်ကုတ်ပေးတာကြိုက်တယ်တဲ့ကျူးချစ်ရကျူးထား ဖင်ကုတ်ပေးလို့ဝေးရောက်တောင်းတယ် ဒါကတော့ဖင်ကုတ်ပေးတာကိုစင်ခံနေတဲ့အကောင်ကြီးက ကောင်းလိုက်ရတာကြီးဟာရောက် တကူကဒီလာဖင်လာတော့ပေးနေတာအားလုံးပဲမင်္ဂလာပါ CNA Story ရိုင်းကြိုဆိုလိုက်ပါတယ်ဒီနေ့စားရောရောက်နေရတာက Marine Bag မှာရှိတဲ့မီနီဇူးနဲ့တွဲဖွင့်ထားတဲ့ Lefatic ဆိုတဲ့ coffee ဆိုင်ကိုရောက်နေရပါတော့ဒီဆိုင်ကကြတော့ Tiger King တို့ Elephant Blue Paper Fan တို့လည်းနီးရပေါ့နော်အဲ့တော့ဝင်ကြည့်လိုက်ရအောင်ဒီဘက်မှာတော့သူက coffee ကို snack တွေကိုလာမှားတာပေါ့နော် coffee snack တွေကတော့60ကနေ90ဝန်းကျင်နေပြီအဲ့ဒါအဲ့လိုမျိုး decoration ကောင်းကောင်းနဲ့ပေးထားတဲ့ဆိုင်တွေမှာဒါပုံမှန်ဝန်းကျင်ပြောပေါ့နော်အဲသူ heavy meal စားခြင်းနဲ့ရှင်တော့ဒီဘက်မှာတခြားစားသုံးဆိုင်တွေရှိရအဲ့ရမှာပေါ့နော်အခုတော့ကျွန်တော်တို့ဒီမှာ coffee ပဲမှာလာတယ်ဒီဆိုင်မှာ mini juice နဲ့တွဲပင်ထားရမယ်တော့ဝင်ကြလုံးဝပေးကြမလို့အဲပြီးလို့ရှိရင်ဒီမှာအဲ့လိုကလေးတွေအဲ့လို DIY လုပ်လို့ရရတယ်ရှိရပြီးလို့ရှိရင်တိရစ္ဆာန်လေးအစာကျွေးမယ်ဆိုလို့ရှိရင်တော့သူဆက်နေရှိရကျွန်တော်တို့ကအခုတစ်ချက်ကြည့်လို့သူတိရစ္ဆာန်ကိုအကောင်ပေါ်မူတည်ပြီးတော့ပေါ့နော်သူတို့ဆက်တွေရှိရအဲ့ဒါတစ်ချက်ရွေးရမှာ Okay let's go ဒါကတော့အစာဆက်ဝမ်းမှာ150ပေးရပါတယ်ကျင်းပါတွေကမီယာခတ်လေးပေါ့နော်ဒီကောင်လေးတွေကကင်လို့ရတယ်အမကြည့် သူတို့ကနည်းနည်းအစားဆောင်လို့ကျင်တယ်အစားဆောင်စားနေတယ်ခေါင်းလေးဖြည်းဖြည်းဟောချက်ခေါ်နေကြီး Can I ဒီကောင်ဆုံးပါ Oh no not for you No food Okay အစာနဲ့ဆိုရင်ကင်လို့မရဘူး aggressive ဖြစ်တယ်တဲ့ကျူးစရာလေး ဟုတ်ဒီကောင်ဆောင်းရဲ့အပြောင်းလေးမြန်သွားသူကအစာပြေးမရအစာပြေးတော့ငြိမ်သေးသွားအဲ့ကောင်ဒီကောင်လေးကကျတော့ Patagonia မာယာလေးလူနေနဲ့ကြောက်တော့ကင်လို့မရဘူးကအဲ့ကောင်ကသူကယုံနေတူတယ်ဒါပေမဲ့အဲ့ကောင်တွေကယုံမဟုတ်အဲ့ကောင်တွေကကျတော့အဲ့လိုမျိုးကျွတ်တို့ပူးတို့လိုမျိုးအဲ့လိုမျိုး roll တဲ့အမျိုးနွယ်ကြီးပေါ့နော်ပြီးလို့ရှိရင်အဲ့ကောင်တွေအကောင်ရင်နည်းနည်းယော့နေပြီပြီးလို့ရှိရင်သူကမျိုးတုံးတာမျိုးတော့မဟုတ်ဘူးပေါ့နော်မျိုးတုံးတဲ့အန်ဒီရဲ့ကိုရောက်ခံနေပြီ အီနာပဲအမွေးလေးအီလေး အဲ့လိုကျိန်းဆန်နေတော့ပြောစင်ဒရဲလာလား Snow White တော့လို့ Snow White လွဲနေဒီပဲ ဆရာဒီဆိုင်ကို Google Map မှာရှာကြည့်တဲ့အခါမှာ Capybara ရှိရဆိုလို့ရောက်လာပါတော့အခု Capybara ကိုသွားကြည့်ပါမယ်ယုံကြည်ရလဲစိတ်ညစ်နေတာလားအိမ်ငိုင်နေတာလားမသိဘူး ပုံကြည့်ဒီကောင်လေးကလေစောက်ချီကြီးကစောက်ချီယုံကြည် Thank you ဒီနေ့ very shape ဖြစ်တယ် ဟိုတစ်ခါလာတာဝင်လို့မရဘူးသိလား No carrot everything okay ဟုတ်တယ်သူ diet မှာ carrot မပါဘူးတဲ့ သွားယူကြည့်အောင်ကြည့်ဟိုတစ်ခါလေတော့ဝင်လို့မရဘူးဒီနေ့ဝင်လို့ရပါတယ်မျောလင်းထားတော့အမွှေးနုနုလေးဖြစ်မယ်လို့မျောလင်းထားဒါပေမဲ့တကယ်ကင်ကြည့်လိုက်တော့ကြမ်းဖင်ကုတ်ပေးတာကြိုက်တယ်ကျူးချစ်ရကျူး အမဟိုဒီကောင်ရှေ့ဒီကောင်အမွှေးတောင်ထောင်းတယ်နော်ဒီက ဟုတ်တယ်ဖင်ကုတ်ပေးလို့ထောင်း ဖင်ကုတ်ပေးလို့မွေးတောင်ထောင်းတယ် ဒါကတော့ဖင်ကုတ်ပေးတာကိုစင်ခံနေတဲ့အကောင်ကြီးက ကောင်းလိုက်ရတာကြီးဟာရောက် တကူကဒီလာဖင်လာတော့ပေးနေတာ နော် ဒါလကူလေးပါကိုင်ကျင်လား ဒါကတော့ကန်ကြည့်ပဲလေးတိုင်း Okay နောက်ဆုံးတော့ရဲကြော်သူကိုင်ပါပြီ Okay ဒါ sorry ဒါနောက်ဆုံးတစ်ခေါက်ပဲပြောင်းနော်ဟာတော့က reject လုပ်နေတယ်ချလီနိုင်နေလို့လားချလီနိုင်နေတော့ဒါ အခုကတော့ဟိုမှာ iguana ပေါ့နော်ဒီနေ့က iguana နှစ်ကောင်ဒါပေမဲ့ဒီနေ့သူတို့ aggressive ဖြစ်နေလို့ကင်လို့မရဘူးတဲ့ဟိုတစ်ခါလာတော့ကင်လို့ရတယ် စိတ်ဆိုးနေလို့တဲ့နေသူစိတ်ဆိုးနေတယ်စိတ်ညရ စိတ်ညရဟိုတစ်ခါစားတာခေါင်းပေါ်တင်လိုက်သေးတယ်အခုကတော့မရဘူးတဲ့ဒီနေ့ကတော့ ကျွေးပါကြီးကျွေးပါဟိုကြောက်နေကြောက်နေ ဆိုတယ်ဝတ်ကြောက် ကောင်းချင်းပွေတိုက်နေပြီလို့ကောင်းချင်းပွေတိုက်နေပြီမင်းတို့ချေပေါင်းကောင်းကောင်းနေတာဘာမှမသားဘူးပိုးကုန်ပြီအမေတကယ်ကြီးစိတ်ဆောပါအောင်တကယ်ကြီး အရန်လူတာပဲဒီကောင်အားဆိုးတယ်ဒီမှာလိတ်ကင်လို့ရပါတယ်ဒီဘက်ကဘေးရပဲကင်ရပါမယ်လိတ်ကင်လိတ်တော့လည်းဥရတယ် အဲ့ကောင်ရကုန်းလေးတွေအဲ့ကောင်နဲ့နှစ်ရာကျော်လောက်ရှိရအခုဒီနှစ်ကောင်က20နဲ့30ကြာလောက်ရှိပြီရဲ့အသက်က
ပြီးတော့သူတို့ကမင်းရဲ့မိမိတော့ကာပယ်ရီဖြစ်လောက်တယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးသွားပြီးမနောက်ရတာဒီကောင်တွေဘာလို့ပြလဲမသိဘူးဒီကအမီကို12မီတာလောက်ရှည်တယ်ဒီကဂျပန်ဂျက်ဖိုင်ကြီးပေါ့နော်အဲ့လိုသူတို့ဂျပန်နာမည်ခေါ်တော့ရှိရကျွန်တော်အဲ့ဒါတော့မပြောတတ်လို့မခေါ်တော့ဒါပေမဲ့အဲ့လိုကျွန်တော်အမီကအဲ့12မီတာကြီးရှည်ဒီဆိုင်မှာအကောင့်လေးတွေတော့ဂိုင်လို့ရတယ်ဒါပေမဲ့တခုပေါ့နော်သူအကောင့်လေးတွေဂိုင်မယ်ဆိုလို့ရှိရင်သူတို့ဝန်ထမ်းကိုအတိပေးဘာလို့တချို့ကောင်လေးတွေကကြတော့ဒီနေ့ဒီရက်မှာဂိုင်လို့မရတာရှိတယ်မျိုးရှင်သူတို့စားတဲ့အစားတော့မစားတဲ့အစားတော့ရှိရပေါ့နော်အဲ့ဒါလေးတစ်ချက်တတိထားပြီးတော့မှဟိုလောက်အောင်ပါပေါ့နော်အဲ့ဒါကြောင့်မလို့ခုဂိုင်မယ်ဆိုလို့ရှိရင်ဟိုဝန်ထမ်းလေးတွေကိုအတိပေးအဲ့တော့ဒီမှာဆိုရင်ကလေးတွေလည်းခေါ်လာလို့ရတယ်ကလေးတွေဆိုလည်းသူတို့ပြောမှာပေါ့နော်အကောင်လေးတွေကိုထိလို့ရတယ်၊ကင်လို့ရတယ်။အော်လမ်းသွားတာတော့စိတ်ကြီး။ဟုတ်တယ်ဟုတ်တိုင်းရလမ်း။အဲ့တော့ခုနကပြန်ဆက်ရလို့ရှိရင်ဒီဆိုင်ရကြတော့သူကနေ့တိုင်းဖွင့်တယ်မနက်9:00နာရီညနေ9:00နာရီဆိုဒီအကောင်ဆုံလင်းကိုကြည့်ချင်လို့ရှိရင်တော့နည်းနည်းစောလာပေါ့နော်။စာတို့ပထမတစ်ခေါက်တော့လာတော့ဖိုင်ဘိတ်ခံဒီမှာဆိုတော့အသေးအတန်ပဲဘာမှလည်းမုတ်တွေလည်းသိမရှိတော့ဘူး။အဲ့တော့ Marine Bag ကိုရောက်လို့ရှိရင်ဒီဆိုင်လေးကိုလာလဲကြည့်သဘောကျကြကောင်းတယ်ပေါ့နော်။ Okay ဒါပဲနောက်ဗီဒီယိုမှာပြန်တွေ့